1855 ခုနှစ်ဖေဖော်ဝါရီလတုန်းကအင်္ဂလန်နိုင်ငံဒီဘွန်နယ်သားတွေဟာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့အတူနိုးထလာခဲ့ကြတယ်။အသစ်ဆက်ဆက်ကျထားတဲ့နှင်းထုပေါ်မှာဘလို့မှအတိတ်ပဲဖွင့်မရတဲ့ခြေရာတွေကိုတွေ့လိုက်ရတာပါ။တိရစ္ဆာန်ခွာရာနဲ့တူတဲ့ခြေရာတစ်ကြောင်းထဲကတောတောင်တစ်ခွင်အဝေးကြီးအထိဆန့်တန်းနေခဲ့ပါတယ်။အဲ့ဒီခြေရာတွေဟာလမ်းကြောင်းမပြောင်းအကွာအဝေးမပြတ်ပဲတောက်လျှောက်မြင်းဖြောင်းအတိုင်းသွားနေခဲ့တာပါ။မြစ်တွေလယ်ကွင်းတွေနဲ့ရေခဲတောင်ကုန်းတွေခြားနေတဲ့မြို့တော်များများမှာဒီခြေရာတွေကိုတပြိုင်နက်တွေ့ခဲ့ရတယ်လို့ဆိုကြတယ်။ခြေရာတွေကတညာတဲ့တွင်းမှာမိုင်း100နီးပါးအထိရောက်ရှိသွားခဲ့တာပါ။ပိုထူးဆန်းတာကတော့ဒီခြေရာတွေကိုနံရံတွေဒါမှမဟုတ်တောက်ခတ်ထားတဲ့ခြံစည်းရိုးတွေတောင်မတားနိုင်ခဲ့တာပါ။ခြေရာကကြောက်တုံးနံရံတွေပေါ်ကနေအိမ်ကောင်မိုးတွေအထိပါတန်တန်မတ်မတ်ဖြတ်တန်းသွားခဲ့ပါတယ်။တချို့ခြေရာတွေဆိုရင်တတဝါအကြီးစားတွေဘလို့မှဝင်လို့မရတဲ့ကျင်းမြောင်းတဲ့ရေစင်းပိုက်တွေထဲမှာတောင်တွေ့ခဲ့ရပါတယ်။ဒေသခံတွေလိုက်လံရှာဖွေခဲ့ကြပေမဲ့ဒီလိုခြေရာမျိုးရှိတဲ့ဘယ်တတဝါကိုမှရှာမတွေ့ခဲ့ပါဘူး။မနက်လင်းတဲ့အခါစုံစမ်းစစ်ဆေးသူတွေတက်သေးမရှာနိုင်ခင်မှာတင်ထိတ်လန့်မှုတွေကတောမီလိုကူးဆက်သွားခဲ့ပါပြီ။သတင်းစာတွေကလည်းတဘာဝလွန်အရာတစ်ခုခုလှည့်လည်သွားလာနေတဲ့ဆိုတဲ့ကောလာဟလတွေကိုလွှင့်ထုတ်ခဲ့ကြတယ်။သိပ္ပံပညာရှင်တွေကတော့လမ်းမလာတဲ့တောရိုင်းတိရစ္ဆာန်တစ်ကောင်ကြောင့်ဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။တချို့ကလည်းလူထုကိုအထိတ်တလန့်ဖြစ်အောင်တမင်တကာလုပ်ကြံဖန်တီးထားတာဖြစ်ကြောင်းငြင်းခုန်ခဲ့ကြတယ်။နောက်ဆုံးနှင်းတွေအရေးပျော်သွားချိန်မှာတော့ဒီအဖြေမပေါ်တဲ့လျှို့ဝှက်ချက်ကြီးဟာလည်းအတူတူပျောက်ကွယ်သွားခဲ့ပါတော့တယ်။